Okay မင်္ဂလာပါဒါကတော့ကျွန်တော်ဘာမှ AI ကိုပြန်ပြီးတော့ upgrade လုပ်ထားတဲ့ဟာလေးတွေကိုပြပြပေးမှာဖြစ်ပါတယ်ဒီဘာမှ AI ဟာဆိုလို့ချင်းဘယ်လောက်ထိအရင်ကောင်းလဲဆိုလို့ချင်းဥပမာကိုကဒါမှဘာမှ AI ရဲ့ menu မှာဆိုလို့ချင်းသူကဟောပါတယ်ပေါ့နော်၄မျိုးရှိတယ်တခုကဒီ create ပေါ့နော် create ဆိုတဲ့နေရာမှာသူကဘာလုပ်လို့ရလဲဆိုတော့ Facebook နဲ့ပတ်သက်တဲ့ဟာတွေရေးလို့ရတယ် TVC တွေ script တွေ email marketing တွေနဲ့ပတ်သက်ပြီးတော့ရေးလို့ရတယ်သူကတော့ဒီ ADS တွေပေါ့ Google AD တွေနဲ့ပတ်သက်တဲ့ဟာတွေလည်းရေးခိုင်းလို့ရတယ်နောက်တစ်ခုကျတော့ဒါကတော့ script ပေါ့နော် script မှာဆိုလို့ချင်းလည်း sample ကျွန်တော်တို့လုပ်ကြည့်လို့ရတယ်ပေါ့နော် product launch TikTok မှာဒါဆိုလို့ချင်းကျွန်တော်တို့ဒီ training unboxing video for a new wireless ဆိုတဲ့ဟာပေါ့နော် earbud နဲ့ပတ်သက်တဲ့ earbud launch ကိုလုပ်မှာပေါ့နော်ဒါကိုကျွန်တော်မြန်မာဘာသာစကားနဲ့ရေးမယ်ဒီနေရာမှာကိုကတိတိကျကျရေးပေးနိုင်တယ်ဆိုရင်တော့ target audience တွေ call to action တွေထည့်ပြီးတော့ရေးခိုင်းလို့ရတယ်ဒါက script ဘိုင်းနဲ့ပတ်သက်လို့ပါ generate လုပ်လိုက်တာနဲ့ဒီ script ကauto ထွက်လာပါမယ်ကျွန်တော်တို့က TikTok တစ်ပုဒ်ကိုလွယ်လွယ်ကူကူပဲရိုက်လို့ရပါတယ်ဒီအတွက်ကျွန်တော်တို့ကအပုတ်80လား1000လားကိုစိတ်ကြိုက်ကျွန်တော်တို့ဒီ script တွေ generate လုပ်ပြီးသွားလို့ချင်းဒီမှာသုံးလို့ရပါတယ်ဒါဆိုသူ script ထွက်လာပြီပေါ့နော်ဒီ script ကိုကိုကယူပြီးသွားလို့ချင်းရေးလို့ရပါဒီ creation မှာဆိုလို့ကျွန်တော်ထုတ်လေးလက်ကောင်းမယ်ကိုယ့်ရဲ့ပုံပေါ့နော်ကိုယ့်ရဲ့ဒီမှာကျွန်တော်နမူနာပဲပြပေးမယ် try sample တွေမှာ skincare product skincare product ပေါ့နော် skincare promotion skincare ကို promotion ပေးမယ်ဆိုလို့ချင်း summer glow ဒီလိုလေးသူက guideline လေးတွေတော့ရှိတာပေါ့နော်ဒီ guideline လေးတွေမှာဝင်အောင်ထည့်ပေးပေါ့နော်ဒါဆို summer skincare ဘာညာပေါ့ဒီလိုဟာလေးတွေသူထည့်ပြီးတော့ရေးပေးကိုယ်က generate လုပ်လိုက်ပေါ့နော် generate လုပ်လိုက်တာနဲ့ကျွန်တော်တို့ကအချောတက်ဒီ content creation တစ်ခုကိုရေးပြီးသားဖြစ်သွားပါလိမ့်မယ်နောက်တစ်ခုကျတော့ဒါကတော့ဒီမှာဒါမြန်မာဘာသာစကားနဲ့မဟုတ်ပဲကျွန်တော်နိုင်sorry ဒီ English နဲ့ရေးထားလို့ပေါ့နော်မြန်မာဆိုလဲမြန်မာပေါ့ကျွန်တော် Thai က orient တွေအတွက်လဲကျွန်တော်တို့က Thai language ကို support လုပ်အောင်ဖန်တီးပေးထားမျိုးရှိပါတယ်နောက်တစ်ခုကျတော့ဒါဟိုဒီ setting ပေါ့နော်ဒီမှာ admin လို့မြင်နေရတာဒါ admin အကောက်ဖြစ်နေလို့ပါဒါဆိုလို့ရှိရင် ready made သုံးလို့ရပါပြီဒီမှာဆိုပဲသူရဲ့ဒီ headline ကိုကြည့်လိုက်တာနဲ့ဒီနေ့ရဒီမှာအလှဆုံး glow ဖို့အဆင်သင့်ပဲလားပေါ့နော်30% semester လာပြီနော်ဆိုပြီးသူရေးပေးတာဒီနေရာမှာကိုကပုံစံပြောင်းရေးခြင်းလဲဆိုလို့ချင်းဒီမှာဒီ tone of voice ကိုချိန်လိုက်လို့ရပါတယ်ဒီ setting ထဲမှာဆိုလို့ချင်းသူကဒီ payment နဲ့ပတ်သက်တဲ့ဟာတွေဒီမှာရှိတယ်ကိုယ့်ရဲ့ history တွေရှိတယ်ပေါ့နော်ဒါတွေကကျွန်တော်ဘာမှ AI နဲ့ပတ်သက်ပြီးတော့ကိုသိသလောက်ဒီ share လုပ်ပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်